ngunjo namdu siagba Mr. Brian Kasupe at Kingdom Jogal. Oh, you're gonna, okay. I want to apologize to my interpreter if I go off script. Also, I want to apologize for my phone. It was not a phone call. It was reading off my scripture that I was going to give. ရှေးဥစွာကျွန်တော်ဘာသာပြန်ပေးမဲ့လူကိုတောင်းပန်ချင်ပါတယ်။ကြေကျွန်တော်ကဒီရေးထားတဲ့ script အတိုင်းပဲမသွားဘဲနဲ့ချော်ပြီးမှသွားပြီးခဲ့ရင်အဲ့အတွက်ကြိုပြီးတောင်းပန်ပါတယ်။ပြီးခဏဖုန်းတန်ပြီးသွားတဲ့အတွက်ကြောင့်လည်းတောင်းပန်ပါတယ်။တကယ်တမ်းကျတော့ဖုန်းဝင်တာတော့မဟုတ်ဘူးပေါ့နော်။ဒီကျမ်းစာဖတ်ဖို့အတွက်ဒီ remind လုပ်ထားတဲ့ ringtone ဖြစ်ပါတယ်။ The message that I'm going to give is both about Gideon's and about a gift from God. ဒီနေ့ကျွန်တော်ပြောသွားမယ့်ဒီသတင်းစကားလေးကတော့ဒီ Gideon ရဲ့အကြောင်းလေးပါဝင်တယ်လို့ဖျားခင်ထံမှာဆုလက်ဆောင်ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ် What is a gift? ဆုကျေးဇူးဆုလက်ဆောင်ဆိုတာဘာလဲ Is this a gift? ဒါကဆုလက်ဆောင်လားဟုတ်လား Yeah? Or is it a package? ဒါမှမဟုတ်ဒါကအထုပ်ပိုးလေးတစ်ခုပဲလား A gift must be received. ဆုလက်ဆောင်ဆိုတာကတော့လက်ခံရရှိဖို့အတွက်လိုအပ်ပါတယ် A gift is something special, not earned or something you buy. ဆုလက်ဆောင်ဆိုတာကတော့တစုံတစ်ခုသင်ရလက်ခံရရှိတဲ့အရာဖြစ်တယ်သင်ဝယ်ယူစရာမလိုဘူးသင်အဖို့ခပေးစရာမလိုဘူး And a gift must be received. It can't just be sat on a shelf. ဆုလက်ဆောင်ဆိုတာကဒီလိုပဲကျွန်တော်ရဲ့စင်ပေါ်မှာသွားပြီးမှထားလို့ရတဲ့အရာမျိုးလည်းမဟုတ်ဘူးဆုလက်ဆောင်လက်ဆောင်ဆိုကြတဲ့နေလက်ခံရရှိမှပဲလက်ဆောင်လို့မြည်တာဖြစ်တယ်ပေါ့ Why do we give or get gifts? ကျွန်တော်တို့ဘာကြောင့်လက်ဆောင်ပေးကြသလဲဒါမှမဟုတ်ဘာကြောင့်လက်ဆောင်ကိုလက်ခံရရှိကြသလဲ Birthdays, anniversaries, and some special occasion. ကျွန်တော်တို့မွေးနေ့ဒါမှမဟုတ်လေကျွန်တော်တို့ရဲ့ anniversary ဒါမှမဟုတ်လေကျွန်တော်တို့ရဲ့ဒီအထူးတလဲပြုလုပ်တဲ့ပွဲလမ်းအခါမျိုးမှာဆိုရင်ကျွန်တော်တို့ကဆုလက်ဆောင်တွေရရှိတတ်ကြတယ်ပေးတတ်ကြတယ်ပေါ့နော် What is the best kind of gift? ဘယ်အချိန်မှာပေးဖို့အကောင်းဆုံးဖြစ်မလဲပေါ့ It's something that you want or need, something that you've really desired. သင်တကယ်ပဲလိုအပ်တဲ့အရာတကယ်ပဲလိုချင်တဲ့အရာတကယ်ပဲမရှိမဖြစ်သင်အတွက်တကယ်ကိုအရေးတကြီးလိုအပ်တဲ့အရာမျိုးဆိုရင်သင်အတွက်အကောင်းဆုံးလက်ဆောင်ဖြစ်လိမ့်မယ် What is the best use of a gift? ဒီဆုလက်ဆောင်တွေကိုရောဘယ်လိုမျိုးအသုံးချရင်အကောင်းဆုံးဖြစ်ပါလဲ If it's used, loved, and if it can be shared. သင်ကဒီဆုလက်ဆောင်ကိုတကယ်ပဲအသုံးပြုမယ်အသုံးပြုပြီးသင်ကလည်းကြိုက်နေတဲ့မယ်ပြီးတဲ့အခါမှာတပါးသူကိုလည်းဝေမျှနိုင်မယ်ဆိုရင်အဲ့ဒီလက်ဆောင်တော့အကောင်းဆုံးဖြစ်ပါလိမ့်မယ် That's why I put 2 of everything in this gift. ဒါကြောင့်မို့လို့ကျွန်တော်ကဒီလက်ဆောင်ပေးတဲ့အခါမှာနှစ်ခုထည့်လေးထည့်ထားရှိတယ်ပေါ့နော် So my interpreter can enjoy one and he can give it and share it as a gift. ကျွန်တော်ရဲ့ဘာသာပြန်ကတစ်ခုကိုသူသုံးလို့ရတယ်လို့ကြံတဲ့တစ်ခုကိုတခြားလူကိုလည်းသူဝေမျှလို့ရအောင်ကျွန်တော်ကလက်ဆောင်ကိုနှစ်ခုထည့်ထားတာဖြစ်တယ် After the service, maybe he will share it. ဒီဝတ်ပြုခြင်းအစီအစဉ်ပြီးတဲ့အခါမှာသူကတခြားလူဝေမျှကောင်းဝေမျှလိမ့်မယ်ပေါ့နော် What is God's special gift to us? ဖျားသခင်စီကနေကျွန်တော်တို့အတွက်အကောင်းဆုံးဆုလက်ဆောင်ကဘာဖြစ်မလဲ He gives us sunlight. He gives us food and shelter. သူကကျွန်တော်တို့ကိုနေရဲ့အလင်းရောင်ပေးတယ်ကျွန်တော်တို့ကိုဒီကြောင်းတွေနေစရာနေအိမ်တွေအဆောက်အဦတွေအစားအသောက်တွေပေးထားတယ် He gives us family. ကျွန်တော်တို့ကိုမိသားစုလည်းပေးထားတယ် Best of all, he gave his son Jesus to die for us and rise again. အဲ့ဒီထဲမှာအကောင်းဆုံးဆုလက်ဆောင်ကသူကသူ့ရဲ့သားတော်ကိုကျွန်တော်တို့အတွက်ပေးထားတယ်သားတော်ကကျွန်တော်တို့အတွက်အသေးခံပြီးမှ3ရက်မြောက်တဲ့နေ့မှာပြန်လဲရှင်ပြန်ထမြောက်တဲ့သားတော်ဖြစ်ပါတယ် John 3:16, for God so loved the world that he gave his only begotten son, that whosoever believes on him would not perish but have eternal life. ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3အငယ်16မှာဗာပြောထားတယ်လေဆိုလို့ရှိရင်ဖျားသခင်သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်
ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းကဖျားသခင်သည်မိမိ၌တပါးရီသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏လို့ပြောထားပါတယ် He gave his only begotten son. သူကသူ့ရဲ့တပါးရီသောသားတော်ကိုကျွန်တော်အတွက်ပေးထားတယ် But that gift was free to us, but it cost God everything. အဲ့ဒီဆုလက်ဆောင်ကကျွန်တော်တို့စီကိုရောက်လာတယ်ဒါပေမဲ့ဘာအဖို့ခါမှကျွန်တော်တို့ကပေးစရာမလိုဘဲနဲ့အဲ့ဒီဆုလက်ဆောင်ကျွန်တော်တို့စီကိုရောက်လာတာဖြစ်တယ် Ephesians 2:8 and 9 says, For by grace are we saved through faith, and that not of ourselves. It is the gift of God, not of works, lest any man should boast. အဖေဩဝါဒစာခန်းကြီး1အငယ်8နဲ့9မှာဗာပြောထားတယ်လေဆိုတော့ခါကြတော့ယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရ၏ကိုအလိုလျောက်ရောက်သည်မဟုတ်ဖျားသခင်သနာတော်မူရာဖြစ်သည်ကိုကုသိုလ်ကြောင့်ကယ်တင်ခြင်းတို့ရောက်သည်မဟုတ်တို့ဖြစ်၍အဘယ်သူမျှဝါကြွားစရာအခွင့်မရှိ In the first verse it says, in John 3:16 it says, whosoever believes. Are you whosoever? အဲ့မှာကျွန်တော်ပထမဆုံးဖတ်တော်တဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး3အငယ်16မှာပြောထားတယ်ဘယ်သူမဆိုယုံကြည်သောသူဘယ်သူမဆိုလို့ပြောထားတယ်အဲ့ဒီဘယ်သူမဆိုဆိုတဲ့အထက်မှာသင်ပါသလားကျွန်တော်ပါသလား What are you doing with God's gift to you? Is it a package sitting in the shelf? ဖျားသခင်တင့်ကိုပေးထားတဲ့ဆုလက်ဆောင်ကိုသင်ဘယ်လိုမျိုးလှုပ်ထားသလဲဒီတိုင်းပဲဆိုပွဲမှာစင်ပေါ်မှာဒီတိုင်းပဲထားထားသလားဒါမှမဟုတ်အဲ့ဒီဆုလက်ဆောင်ကိုသင်လက်ခံပြီးမှအသုံးပြုပါသလား Remember, the best kinds of gifts are the ones that you want and enjoy and that can be shared. Are we enjoying Jesus? ကျွန်တော်တို့ဆုလက်ဆောင်ရရှိတဲ့အခါမှာအပျော်ဆုံးအခိုက်အတန့်ကတင်ကိုယ်တိုင်အသုံးပြုမယ်အသုံးပြုတဲ့အခါမှာအဲ့ဒီဆုလက်ဆောင်တင်ကိုယ်တိုင်လည်းစိတ်ကျေနပ်မယ်ပြီးတဲ့အခါမှာတပါးသူကိုလည်းဝေမျှမယ်အဲ့ဒီချိန်ဟာဆိုလို့ရှိရင်ဆုလက်ဆောင်လက်ခံရရှိတဲ့အကောင်းဆုံးသောအချိန်ဖြစ်တယ်အခုဒီနေ့လက်ခံရရှိတဲ့ဆုကျေးဇူးကိုသင်ဘယ်လိုမျိုးလုပ်ထားပါသလဲ Are we receiving the gift that God is so good to give us, or are we leaving it on the shelf? ကျွန်တော်တို့ကဖျားသခင်ကျွန်တော်တို့ကိုပေးထားတဲ့အကောင်းဆုံးသောဆုလက်ဆောင်ကိုလက်ခံပြီးပြီလားဒါမှမဟုတ်ဒီတိုင်းပဲစပွဲပေါ်မှာစင်ပေါ်မှာဒီတိုင်းပဲပြစ်ထားသလား Now I'm going to a part that is not maybe on a script. အခုလောလောဆယ်တော့သူရေးထားတဲ့အထက်မှာပါတဲ့အရာကိုသူနည်းငယ်ပြောမယ်ပေါ့နော် I'm a member of the Gideons because I want to share the gift of the good news of Jesus Christ. ကျွန်တော် Gideon ဒီအဖွဲ့အစည်းထဲမှာ member ဖြစ်လာရခြင်းကဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ဖျားသခင်ပေးထားတဲ့သတင်းကောင်းကိုတခြားသူကိုလည်းဝေမျှခြင်းတဲ့အတွက်ကြောင့်ကျွန်တော်ကအဖွဲ့ဝင်ဖြစ်လာတာဖြစ်တယ် Gideon ရဲ့အဖွဲ့ဝင်ဖြစ်လာတာဖြစ်ပါတယ် We are known for placing scriptures in hotels and other places. ကျွန်တော်တို့ကဘာအတွက်လူသိများတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့တမန်ကျမ်းစာတွေဝေမျှတယ်ပြီးတဲ့အခါမှာဒီ Gideon အစည်းအဝေးလာတဲ့လူတွေကိုဒီတဲခုဖို့နေရာတွေချထားပေးတယ်လုပ်ပေးတယ်အဲ့လိုနေရာတွေမှာလူသိများပါတယ် You've probably seen a Bible like this in hotels. ကျွန်တော်တို့ဒီhotel တွေမှာဒီလိုမျိုးကျမ်းစာအုပ်ကိုမြင်ဘူးကောင်းမြင်ဘူးလိမ့်မယ် We give out many personal testaments where we try to witness one-on-one to people, or that weekly, daily. ကျွန်တော်တို့ဒီအပတ်စဉ်ဒါမှမဟုတ်ဒီနေ့တိုင်းပေါ့နော်ဒီကျွန်တော်တို့တူးချင်းစီရဲ့တက်သိခံချက်တွေပေါင်းချုပ်ထားတဲ့ဒီစာအုပ်သေးလေးတွေကိုလည်းတယောက်ချင်းစီထိတွေ့နိုင်ဖို့အတွက်ဒီလိုအရာတွေကိုလည်းကျွန်တော်ဝေမျှလည်းရှိပါတယ် We try to share that in the front of the testament it has helps where people have concerns. ဒီအရှိဆုံးစာမျက်နှာမှာဆိုလို့ရှိရင်ကျွန်တော်ဒီပေါ့နော်လူတွေဒီဘယ်လိုခေါ်မလဲစိုးရိမ်ကြောင်းကြတဲ့အရာတွေလူတွေတွေးကြုံရတဲ့အရာတွေကိုဗာလဲဆိုပြီးမှဒီအရှိဆုံးစာမျက်နှာတွေမှာကျွန်တော်တို့ရေးသားထားတယ်ဒီစာအုပ်အသေးလေးမှာပေါ့နော် It tells what page in the testament that if you are anxious it will tell you what page to look. ကျွန်တော်တို့ကဒီစိတ်ကနာမငြိမ်စိတ်လှုပ်ရှားတဲ့အခါမျိုးမှာဆိုဘယ်ကျမ်းပိုက်ကိုဖတ်တင်တယ်လဲဆိုတဲ့အရာကိုဒီရှေ့ဆုံးစာမျက်နှာမှာအညွှန်းရေးသားပေးထားတယ် If we have time
we try to bring them to the back of the book where it gives God's plan of salvation. ကျွန်တော်တို့နောက်ဆုံးအချိန်ရှိတယ်ဆိုလို့ရှိရင်တော့ဒီစာအုပ်ရဲ့နောက်ဆုံးပိုင်းမှာရေးထားတာကတော့ဒီဖျားသခင်ရဲ့ကယ်တင်ခြင်းအစီအစဉ်အကြောင်းကိုလည်းရေးသားထားပေးတာရှိတယ်ပေါ့နော် Hopefully they will read that God loves them. သူတို့ဖတ်ပြီးတဲ့အခါမှာသူတို့ကဘာသိရမလဲဆိုတော့ဖျားသခင်သူတို့ကိုလည်းချစ်တယ်ဆိုတဲ့အရာကိုသူတို့သိသွားလိမ့်မယ် But that all are sinners. ကျွန်တော်တို့အားလုံးကတော့အပြစ်သားတွေပဲဖြစ်ကြတယ် But God has a remedy for sin. ဒါပေမဲ့ဖျားသခင်မှာကျွန်တော်တို့အပြစ်အတွက်ကုစားခွင့်ပေးထားတယ် We have to give a response to that. အဲ့ဒီကုစားခွင့်ကိုကျွန်တော်တို့ဘာလဲဆိုတော့တုံ့ပြန်ဖို့အတွက်ပဲလိုအပ်တယ် And either they leave the gift on the shelf or they receive it. လူတွေကဒီတုံ့ပြန်ဖို့ဆိုတချို့လူတွေကမတုံ့ပြန်မဲနဲ့ခဏလက်ဆောင်ကိုစပွဲပေါ်မှာထားတယ်မျိုးထားတဲ့လူတွေလည်းရှိတယ်လို့လက်ဆောင်ကိုလက်ခံပြီးမှအသုံးပြုနေတဲ့လူတွေလည်းရှိပါတယ် And if they do, we have them go through a prayer of salvation. Sorry. A prayer of salvation? Yeah, if they want to receive the gift. ကျွန်တော်တို့ကဒီဘယ်လိုခေါ်မလဲသူတို့ကယ်တင်ခြင်းကိုရယူခြင်းတယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အရာကိုလည်းဒီမှာကိုကျွန်တော်တို့ရေးသားထားတာဖြစ်တယ် There is nothing magical about the words that are there. ဒီထဲမှာရေးထားတဲ့စာသားတွေကတော့သူခဏပြောသလို magic တော့မပါဝင်ပါဘူးပေါ့နော် God knows their heart. ဖျားသခင်ကကျွန်တော်တို့ရဲ့နှလုံးသားကိုသိတဲ့ဖျားဖြစ်တယ် After they've received the Lord, we ask them to place their name with their new birthday in the back of the book. သူတို့ဖျားသခင်ကိုယုံကြည်လက်ခံပေးတဲ့အခါမှာနောက်ဆုံးမှာသူတို့ရဲ့မွေးနေ့အသစ်ကိုရေးခိုင်းတယ်ပြောချင်တဲ့သဘောကဖျားသခင်ကိုတကယ်ယုံကြည်လက်ခံတဲ့နေ့ကိုရေးခိုင်းတာဖြစ်ပါတယ်သူတို့ရဲ့နာမည်နဲ့သူတို့ရဲ့မွေးသက်ဂရိပေါ့နော်မွေးသက်ဂရိအသစ် We ask them to seek a local church like yours so they can be grown up in the Word. ပြီးတဲ့အခါမှာသူတို့ကသူတို့နေထိုင်တဲ့နေရာမှာအသင်းတော်တွေရှာဖွေခိုင်းတယ်အသင်းတော်တွေမှာပါဝင်ခိုင်းတယ်အဲ့ဒါမှသူတို့ရဲ့ဝိညာဉ်ရေးရာပို့ပြီးမှကြီးထွားလာမှာဖြစ်တယ် We ask them to sit under pastors like Pastor Baum. သူတို့ကိုဒီလိုမျိုးယုံကြည်လက်ခံလာတဲ့လူတွေကိုအမှုတော်ဆောင်ဆရာသင်းအုပ်ဆရာတွေရဲ့လက်အောက်မှာနေခိုင်းတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်ရဲ့အဖသင်းအုပ်ဆရာကြီးဘုံလုတ်လိုမျိုးသင်းအုပ်ဆရာရဲ့လက်အောက်ထဲကိုနေခိုင်းတယ်ဝင်ခိုင်းတယ်ပေါ့နော် Become a member of his church. ဒီအသင်းတော်ရဲ့အသင်းဝင်တယောက်ဖြစ်လာဖို့အတွက်ကြိုးစားခိုင်းတယ် So that he might someday be recommended by pastor to be a Gideon. ဒါမှသာလျှင်ဒီသင်းအုပ်ဆရာကြီးရဲ့ဒီထောက်ခံချက်အပြင်သူကဂီဒီယန်ရဲ့ member လည်းဖြစ်လာနိုင်ပါတယ် One of the gifts that I received when I was in Italy ကျွန်တော်အီတလီမှာနေတော့လက်ခံရရှိတဲ့ဆုလက်ဆောင်တစ်ခုဟာဆိုလို့ရှိရင် was this tie that has the Gideon emblem on it. ဒီမှာဒီ necktie လေးဖြစ်တယ်ဒီမှာဒီ Gideon ရဲ့ဒီတစိမ့်လေးပါဝင်တယ်ပေါ့နော် We can't get that in the United States. ဒီဟာကိုဒီUnited States မှာမရရှိနိုင်ဘူးပေါ့နော် So a Gideon brother from Italy, Manuel, အီတလီမှာရှိတဲ့ Gideon ညီကိုဖြစ်တဲ့ Manuel က took it off him and gave it to me. သူယူပြီးမှကျွန်တော်ကိုပေးတာဖြစ်တယ် He offered a gift, but I had to receive it. သူကပေးဖို့တော့သူပေးလိုက်ပြီဆိုမှကျွန်တော်ဘက်ကလည်းဒီဆုလက်ဆောင်ကိုလက်ခံရရှိဖို့အတွက်လိုအပ်ပါတယ် I did give him my tie in exchange. အပြန်အလာအဖြစ်ကျွန်တော်ရဲ့ necktie ကိုသူ့ကိုလက်ဆောင်နေနဲ့ပြန်ပေးလိုက်ပါတယ် On that scripture distribution in Florence, Italy, ဒီကျွန်တော်တို့တမန်ကျမ်းစာဝင်ရတဲ့အချိန်အဲ့ဒီ Florence Italy မှာရှိတဲ့ Florence မြို့မှာကျွန်တော်တို့တမန်ကျမ်းစာဝင်ရတဲ့အချိန်တုန်းကပေါ့နော် we touched almost 19,000 lives with the scriptures. ကျွန်တော်တို့စုစုပေါင်းဒီတမန်ကျမ်းစာဝင်ရအချင်းအပြင်လူပေါင်း19,000လောက်ကျွန်တော်တို့ထိတွေ့မှုရှိခဲ့တယ် I want to tell you about a girl named Farah. Yeah, Farah. It's a name. Yes, but no, it's her name. Farah. Farah သူရဲ့နာမည်သူမရဲ့နာမည် Farah ဆိုတဲ့အမျိုးသမီးတယောက်အကြောင်းပြောပြချင်တယ်ပေါ့နော် She's from Tunisia. သူမက Tunisia နိုင်ငံကဖြစ်ပါတယ် She was studying in Italy. သူမကအီတလီနိုင်ငံမှာပညာသင်ကြားနေတာဖြစ်ပါတယ် So I had offered her an Italian version of the scriptures. သူမကိုဒီအီတလီဘာသာနဲ့ရေးထားတဲ့တမန်ကျမ်းစာကိုပေးလိုက်တယ် But she asked, did we have one in English?
သူကဘာပြောလဲဆိုတော့သူစီမှာအင်္ဂလိပ်လိုတစ်ခုရှိတယ်လို့ပြောတယ်ပေါ့နော် So we got her an English Testament. အဲကြောင့်မလို့သူမကိုဒီအင်္ဂလိပ်လိုဘာသာပြန်ထားတဲ့အင်္ဂလိပ်လိုရေးထားတဲ့တမန်ကျမ်းစာကိုပေးလိုက်တယ် She took a few steps away and was looking through the Testament. သူနည်းနည်းလေးတလန်းနှလောင်းလောက်ပြီးသွားပြီးတဲ့ခါမှာဒီကျမ်းစာကိုသူကကြည့်လိုက်တယ်ပေါ့နော် So I asked her, could I help her with it? Could I help explain it? သူမကိုသွားပြီးမှသူကမေးတယ်ကူညီပေးဖို့လိုအပ်ပါသလားလို့မေးတယ်ပေါ့နော် And she said, I've never had a copy of the Word of God before. သူမဘာပြောလဲဆိုတဲ့ခါကျတော့အရင်တော့သူ့စီမှာတမန်ကျမ်းစာကိုတစ်ခုမှမပိုင်ဘူးပါဘူးလို့ပြောတယ်ပေါ့နော် English was not her first language. ပြီးတဲ့ခါမှာသူမဘာပြောလဲဆိုတဲ့ခါကျတော့အင်္ဂလိပ်စကားကသူမရဲ့ပထမမိခင်ဘာသာစကားမဟုတ်ဘူးလို့ပြောတယ် She had a Muslim Islamic background, သူမက Islamic background လာတာဖြစ်တယ် and Arabic was her native language. သူတို့ရဲ့ဒီမိခင်ဘာသာစကား Arabic language ဖြစ်တယ်ပေါ့နော် So I told her about the Bible app. သူမကိုဒီ Bible application အကြောင်းကိုပြောပြခဲ့တယ် It has the scriptures in over 2,300 languages. ဒီ application ထဲမှာဆိုရင်ဒီဘာသာစကားပေါင်း2300ကျော်ရှိတယ်ပေါ့နော်တမန်ကျမ်းစာကိုဘာသာပြန်ထားတာဘာသာစကားပေါင်း2300ကျော်ပြန်ထားတာရှိတယ် So I pulled it up on my phone, which wants to talk at the wrong time. သူရဲ့ဒီဘယ်လိုခေါ်မလဲဒီဖုန်းထဲမှာ I was trying to make a joke, and sometimes it doesn't work. Okay သူကဟာတာအနေနဲ့ပြောတာပေါ့နော်သူကဖုန်းထဲကနေထုတ်ပြချင်တယ်ဒါပေမဲ့အချိန်မရှိလို့ဆိုတဲ့သဘောပေါ့နော် But on the Bible app in my phone, I pulled it up in her native tongue. သူကဒီဖုန်းကိုထုတ်ပြီးမှဒီ application ကိုဖွင့်ပြတယ်ပြီးရင်သူ့ရဲ့မိခင်ဘာသာစကားဖြစ်တဲ့ Arabic ဘာသာနဲ့တမန်ကျမ်းစာကိုဖွင့်ပြလိုက်တယ်ပေါ့ She was thrilled. သူကအဲ့ချိန်မှာအရန်ဒီဝမ်းသာအံ့ဩရတယ်ပေါ့နော် I asked her, did she know Jesus in her heart? အဲ့ဒါနဲ့သူမကိုဆရာဆက်ပြီးမေးတယ်တင်းရဲ့နှလုံးသားထဲကနေခရစ်တော်ကိုသိပါသလား And praise God, she did, but she had never had a scripture. သူကဖျားသခင်ကိုကျေးဇူးတင်တယ်ဘာဖြစ်လို့ဆိုသူမကအရင်တော့တမန်ကျမ်းစာတစ်ခါမှမပိုင်ခဲ့ဘူးအခုပိုင်သွားပြီဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် Now that was from far away. And That example is from far away. အဲ့ဒီပုံမှာတော့ဒီအနေငယ်တော့အလန်းဝေးတယ်ပေါ့နော် But the Gideons from the local camps around Grand Rapids, ဒီ Gideon ကတော့ဒီကျွန်တော်တို့ရဲ့ Grand Rapids area မှာလည်းအများကြီးရှိပါတယ်ပေါ့နော်သူတို့ရဲ့ဒီအဖွဲ့အစည်းတွေက this last year distributed over 13,000 copies of the scripture. သူတို့ကပြီးခဲ့တဲ့နှစ်မှာဒီစုပေါင်း copy ပေါင်းတမန်ကျမ်းစာ copy ပေါင်း13000ကျော်ကိုဝေငှခဲ့တယ် Let me tell you about someone from my hometown area. ကျွန်တော်ရဲ့ဒီနေတဲ့မြို့ကလူတစ်ယောက်အကြောင်းပြောပြစီ I'm from the Upper Peninsula of Michigan, long way away. ကျွန်တော်ကUpper Peninsula ဒီ Michigan ရဲ့ Upper Peninsula area မှာကျွန်တော်နေထိုင်ပါတယ် Her name was Felicia. သူမရဲ့နာမည်တော့ Felicia လို့ခေါ်တယ် She goes to a community college. သူမက community college ကိုတက်တယ် And some Gideon brothers and I were passing out scripture. တခြား Gideon မှာပါဝင်တဲ့ member နဲ့ဒီဆရာနဲ့ကသူ့ကိုဒီ Gideon စာအုပ်တွေပေးလိုက်တယ်ပေါ့နော် She was coming out of a class and I offered her a testament. သူကဒီအခန်းထဲနေထွက်လာတဲ့အခါမှာဆရာကသူ့ကိုဒီတမန်ကျမ်းစာပေးတယ် She took it and went back inside the building waiting for a ride. သူကဒီရောက်ယူပြီးမှဒီသူ့ရဲ့ဒီ building ပြင်ပကိုထွက်ပြီးမှဒီကားကိုစောင့်နေတယ် A few minutes later she came out. ပြီးတဲ့အခါမှာမိနစ်နည်းငယ်ကြာတဲ့အခါမှာသူမထပ်ပြီးတော့ရောက်လာတယ် I mentioned to her, I hope you read it. ဆရာကသူ့ပြောတယ်မင်းဒီတမန်ကျမ်းစာကိုဖတ်ပြီးလောက်ပြီလို့ငါမျှော်လင့်ပါတယ်လို့ပြောပါတယ် She said, I don't know much about it. သူမကဘာပြန်ပြောလဲဆိုငါဒီအကြောင်းအရာကိုသိပြီးမှတော့မသိဘူးလို့ပြောပါတယ် So again, I led her to the helps to see what problems she might be dealing with. အဲ့ဒီခါကျတော့ဆရာကသူ့ကိုဒီစာအုပ်ရဲ့ရှေ့မျက်နှာမှာ
ဖွင့်ပြလိုက်မှအခုလောလောဆယ်မှာတင်ဘလို့ခံစားနေရတယ်ဘလို့ပြဿနာကြုံတွေ့နေရတယ်ဆိုတဲ့ဟာလေးတွေကိုမူတည်ပြီးမှပဲကျမ်းပိုက်ကိုဖတ်ကြည့်တင်တယ်ဆိုတဲ့ဟာမျိုးအညွှန်းရေးထားတဲ့အရာကိုပြလိုက်တယ် I asked her, could I tell her about something that changed my life? ပြီးတဲ့ခါမှာဆရာကသူမကိုမေးတယ်ငါရဲ့အသက်တာကိုပြောင်းလဲစေတဲ့အရာကိုငါအနေငယ်ပြောပြချင်တယ်ဆိုပြီးမှပြောတယ်ပေါ့နော် She said yes, so I went ahead. သူမကရတယ်ဆိုပြီးမှအခွင့်ပေးတဲ့အတွက်ကြောင့်ကျွန်တော်ဆက်ပြီးမှပြောသွားတယ် And I went to the back of the Testament and I asked her, would you read John 3:16? ကျွန်တော်ကဒီစာအုပ်ရဲ့နောက်ဆုံးပိုင်းကိုပြပြီးမှသူ့ကိုမေးတယ်သင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3အငယ်16ကိုဖတ်ပြီးပြီလားလို့မေးလိုက်တယ် She did. သူမဘာပြောလဲဆိုဖတ်ပြီးပြီလို့ပြောတယ် I asked her, what does that mean to you? ဒီတမန်ကျမ်းစာကသင်အတွက်ဘယ်လိုမျိုးအတိတ်ပဲတက်ရောက်တယ်လဲလို့ဆက်ပြီးမှဆရာကမေးလိုက်တယ် She seemed to have a good understanding. သူမကိုကြည့်ရတော့ကောင်းကောင်းမွန်မွန်နားလေသိအောင်ထင်ရတယ်ပေါ့နော် I asked her then to read about that all are sinners. ကျွန်တော်တို့သူ့ကိုပြောပြီးမှဆက်ပြီးမှဖတ်လိုက်စေချင်တယ်ကျွန်တော်ကျမတို့အားလုံးကအပြစ်သားတွေဖြစ်တယ်ဆိုတဲ့အရာကိုသိအောင်ဖတ်စေချင်တယ်ဆိုပြီးမှပြောလိုက်တယ်ပေါ့နော် Again, I asked her, what does that mean to you? နောက်ပြီးတော့ဆရာကထပ်ပြီးမှမေးတယ်သူ့ကိုဒီတမန်ကျမ်းစာသင်အတွက်ဘယ်လိုမျိုးအတိတ်ပဲတက်ရောက်မှုရှိပါသလဲလို့မေးတယ် She said, that's bad news. ဒီဟာကသတင်းဆိုးပဲဆိုမှသူမကပြောတယ် I said, you're right. ဆရာဘာလို့ပြန်ပြောဆိုဟုတ်ပါတယ်မင်းပြောတာမှန်ပါတယ်သတင်းဆိုးပါပေါ့နော် So then I had her read about God's remedy. ဆက်ပြီးမှသူ့ကိုဖတ်ခိုင်းတယ်ဖခင်သခင်ကကုစားခွင့်ပေးထားတယ်ဆိုတဲ့အကြောင်းလေးကိုဆက်ပြီးဖတ်ခိုင်းတယ် I asked her to read about accepting him in her heart. ပြီးမှဆရာကသူ့ကိုဖတ်ပြီးမှသိရဲ့နှလုံးသားထဲကနေလက်ခံဖို့အတွက်ဆက်ပြီးမှပြောပြတယ် I asked her, had she ever done that before? သူမကိုလည်းဆရာကမေးတယ်အရင်တော့ရောနှလုံးသားထဲကနေဖခင်သခင်ရဲ့သားတော်လက်ခံပြီးပြီလားဆိုမှဆက်ပြီးမှမေးတယ် She said, no. သူမကဘာပြောလဲဆို no လို့ပြန်ဖြေတယ် I asked, would you like to do that right now? အဲ့ခါဆရာသူ့ဆက်မေးတယ်မင်းအခုပဲယုံကြည်လက်ခံခြင်းပါသလားဆိုမှဆက်မေးလိုက်တယ် Praise God, she wanted to. ဖခင်ရဲ့ကျေးဇူးကိုချီးမွမ်းတယ်ဖခင်ဂုဏ်တော်ချီးမွမ်းတယ်သူမကအဲ့လိုလုပ်ချင်ခဲ့တယ် This was one of my first distributions. အဲ့ဒါကကျွန်တော်ပထမဆုံးဒီဂီဒီယန်ကျမ်းတမန်ကျမ်းစာဝင်ရတဲ့အခါတော့ကြုံတွေ့ရတဲ့အဖြစ်ဖြစ်ပါတယ် I've been a Christian a long time, but never shared my faith much. ကျွန်တော်ခရစ်ယာန်ဖြစ်တာတော်တော်ကြာပြီဒါပေမဲ့ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုတခါမှမဝေမျှခဲ့ဘူး That all changed 3 years ago when I became a Gideon. အဲ့ဒါကလွန်ခဲ့တဲ့3နှစ်မှာအပြောင်းလဲဖြစ်တယ်ကျွန်တော်ဂီဒီယန်ရဲ့ member ဖြစ်လာတဲ့အခါမှာအပြောင်းလဲဖြစ်လာတာဖြစ်တယ် So I was thrilled that she said yes. ကျွန်တော်ကလည်းတကယ်ဝမ်းမြောက်တုန်လှုပ်သွားတယ်သူမက yes လို့ပြောလိုက်တဲ့အချိန်မှာပေါ့နော် We went through the prayer of salvation. ကျွန်တော်တို့ကဒီကယ်တင်ခြင်းနဲ့ပတ်သက်တဲ့အရာတွေကိုဆက်ပြီးမှသွားတယ် I asked her, what does that mean now? အခုရောဒီကယ်တင်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာမင်းအတွက်ဘယ်လိုမျိုးအတိတ်ပဲရှိသလဲဘယ်လိုတက်ရောက်မှုရှိသလဲဆိုသူမမေးတဲ့အခါမှာ She said, I guess I'm saved. သူမဘာပြန်ဖြေတယ်လဲဆိုတော့ငါထင်တယ်ငါကယ်တင်ခြင်းရပြီလို့သူမကပြန်ဖြေတယ် I said, you're exactly right. သူဆရာဘာပြန်ပြောဆိုတော့တေချာပေါက်ပေါ်လို့ဆရာပြန်ဖြေခဲ့တယ် So I had Felicia sign her name and put the date as her new birthday with Jesus. ပြီးတဲ့အခါမှာအောက်မှာသူ Felicia ဆိုတဲ့သူ့နာမည်ကိုရေးခိုင်းတယ်ပြီးရင်ခရစ်တော်နဲ့အသစ်တစ်ဖန်ပြန်လဲမွေးဖွားတဲ့သူ့ရဲ့မွေးသက်ကလေးအသစ်ကိုလည်းအဲ့ဒီပေါ်မှာရေးချခိုင်းတယ် That's the kind of things that Gideons do. ဒါကဂီဒီယန်ကလှုပ်ဆောင်တဲ့အကြောင်းအရာတွေဖြစ်တယ် But we cannot do it without you. ဒါပေမဲ့ကျွန်တော်တို့ဂီဒီယန်ကခမည်းတော်တွေမရှိဘဲနဲ့တော့လှုပ်လို့မရပါဘူး We started as an organization in 1899. ကျွန်တော်တို့ကအဖွဲ့အစည်းတစ်ခုအနေနဲ့1899ခုနှစ်မှာဂီဒီယန်ကိုစတင်ခဲ့တာဖြစ်တယ် We started distributing Bibles with the help of churches in 1908. ကျွန်တော်တို့ကဒီအသင်းတော်ရဲ့အကူအညီနဲ့1908ခုနှစ်မှာတမန်ကျမ်းစာတွေကိုစတင်ပြီးမှဖြန့်ဖြူးခဲ့တယ် Churches said, if you will distribute them, we will help pay for them. အသင်းတော်တွေကဘာပြောလဲဆိုခမည်းတော်ကဒီတမန်ကျမ်းစာအုပ်တွေကိုဝေငှမယ်ဆိုလို့ရှိရင်ကျမတို့ကလည်းဆက်လက်ပြီးမှကူညီမယ်ဆိုပြီးမှအသင်းတော်တွေကပြောကြတယ် If you want to help spread the word around the world,
ကျွန်တော်တို့ဒီဖျားသခင်နှုတ်ပတ်တရားတော်တို့ကဘာအနံ့ဖြန့်ဖြူးခြင်းတယ်ဆိုလို့ရှိရင် help place scriptures like in the hotels or at schools. ကျွန်တော်တို့ဒီဟိုတယ်တွေမှာထားလို့ရတဲ့တမန်ကျမ်းစာဆိုက်ရဲ့ဒီကျောင်းတွေမှာဝင်ငှလို့ရတဲ့တမန်ကျမ်းစာဆိုက်ရဲ့ဆိုမှကျွန်တော်တို့ရှိတယ် You might ask, how can I help? အဲ့မှာဘာပဲလိုအပ်တယ်လဲဆိုခင်ဗျားတို့အနေနဲ့ကျွန်တော်ဘယ်လောက်ကူညီပေးရမလဲလို့မေးအောင်ပဲပေါ့ First off, you can pray with us and for us. ပထမဆုံးတစ်ချက်ကဘာလဲဆိုတဲ့ခါကျဆုတောင်းခြင်းအဖြစ်ကျွန်တော်တို့ကူညီပေးလို့ရတယ် You can pray for open hearts. သင်တို့ဘာအတွက်ဆုတောင်းပေးရမလဲဆိုတော့လူတွေရဲ့နှလုံးသားတကားကိုဖွင့်ပေးဖို့အတွက်ဆုတောင်းပေးဖို့လိုအပ်တယ် As you know, many Christians are persecuted around the world. ကျွန်တော်တို့ကမ္ဘာအနှံ့မှာခရိယန်တွေကညှဉ်းပန်းနှိပ်စက်ခြင်းခံရနေတယ်ဆိုတော့ကျွန်တော်အားလုံးသိပြီးသားဖြစ်တယ် That can even happen here. ဒီမှာလည်းဒီအရာကဖြစ်နိုင်တာပဲ Pray for our safety and the You know- safety of those distributing scriptures. ကျွန်တော်တို့ရဲ့လုံခြုံစိတ်ချမှုအတွက်ဆုတောင်းပေးပါဒီတမန်ကျမ်းစာတွေကိုဝေငှနေတဲ့လူတွေလုံခြုံစိတ်ချမှုရှိရအတွက်ဆုတောင်းပေးပါ You can give money. ငွေကြေးအဖြစ်နဲ့သင်တို့ကူညီပေးလို့ရပါတယ် One way is through the Gideon cards. နောက်တစ်ခုကတော့ဒီ Gideon card ကိုဝင်ပြပေးခြင်းရတယ်ကူညီပေးလို့ရတယ် These can be given in honor or memory of someone. ဒါကဘာဖြစ်လဲဆိုတစုံတစ်ယောက်ကိုကျွန်တော်တို့ဒီလေးစားသောအဖြစ်တစုံတစ်ယောက်ကိုအမှတ်ရသောအဖြစ်ကျွန်တော်တို့ဝင်ငှပေးလို့ရတယ် Scriptures will be placed around the world because of your gift through this program. ဒီ gift card ကိုပေးခြင်းအဖြစ်ဒီ gift card ထဲမှာတမန်ကျမ်းစာလည်းပါတဲ့အတွက်ကြောင့်အဲ့ဒီလူကဒီတမန်ကျမ်းစာကိုဖတ်မိသွားမှာဖြစ်တယ် You can become a friend of the Gideons. Gideon နဲ့လည်းကျွန်တော်တို့မိတ်ဆွေအပေါင်းအသင်းတွေဖြစ်လာနိုင်တယ် We are business and professional men and their wives as the auxiliary. ကျွန်တော်တို့ Gideon ကတော့ကျွန်တော်တို့ကဒီစီးပွားရေးအနေနဲ့လည်းလုပ်တဲ့ဘယ်လိုခေါ်မလဲဆိုဒီရုံးကဏ္ဍအနေနဲ့လုပ်တဲ့အဖွဲ့အစည်းလည်းဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ဇနီးမယားလို့ပြောလို့ရတဲ့ auxiliary အဖွဲ့လည်းရှိပါတယ် Your heart may be right, but your qualification may not meet our requirements. ကျွန်တော်တို့ရဲ့နှလုံးသားကမှန်ကန်နေမဲ့တခါတလေကျွန်တော်တို့ Gideon အဖွဲ့အစည်းရဲ့လိုအပ်ချက်နဲ့ကျွန်တော်တို့ဆီမှာရှိတဲ့အရာနဲ့ကိုက်ညီခြင်းမှလည်းကိုက်ညီနေမယ် Anyone, though, can be a friend of the Gideons. ဒီ Gideon ရဲ့အပေါင်းအသင်းမိတ်ဆွေဖြစ်ဖို့ကတော့လူတိုင်းကတော့ဖြစ်နိုင်တယ် member မဖြစ်နိုင်တော့မှအပေါင်းအသင်းမိတ်ဆွေကတော့ကျွန်တော်တို့လူတိုင်းဖြစ်နိုင်ပါတယ် But if you are a business or professional man, ကျွန်တော်တို့ကဒီစီးပွားရေးလုပ်နေတဲ့ professional လူတစ်ယောက်ဖြစ်မယ်ဆိုလို့ရှိရင်တော့ and you and your wife want to share in a gospel ministry together, သင်နဲ့သင်ရဲ့ဇနီးမယားကဒီဖျားသခင်နှုတ်ပတ်တရားတော်ဝင်ငှတဲ့ ministry ကိုအတူတူပါဝင်ခြင်းနဲ့ဆိုလို့ရှိရင် the Gideons is a perfect place to start. Gideon ကတော့အကောင်းဆုံးစတင်ဖို့နေရာဖြစ်ပါတယ် Afterwards, you can see me. I have an application for you. ပြီးတဲ့အခါမှာကျွန်တော်နဲ့တွေ့လို့ရပါတယ်ခင်ဗျားတို့အတွက်ကျွန်တော်မှာဒီ application ရှိပါတယ် One of the ways that we reach young people is with the Life Book. ကျွန်တော်တို့လူငယ်တွေနဲ့ထိတွေ့မှုရှိတဲ့အရာကဘာလဲဆိုတဲ့အခါကျဒီ life book လို့ခေါ်တဲ့အရာနဲ့လူငယ်နဲ့ကျွန်တော်တို့ကထိတွေ့မှုရှိတယ် This can be ordered free from the churches. ကျွန်တော်တို့အသင်းတော်စီကနေဒီအရာကိုအခကြေးငွေပေးစရာမလိုဘဲနဲ့မှာယူလို့ရပါတယ် It's geared for young people, ဒါကလူငယ်တွေအတွက်ရည်ရွယ်ပါတယ် and it's been very effective in young people to young people giving the Word of God. ဒါကလူငယ်တွေကနေတစ်ဆင့်လူငယ်တွေစီထံရောက်ဖို့အတွက်အရန်ထိရောက်တဲ့နီလန်ဖြစ်တယ်ပေါ့ You are blessed with many young people. သင်တို့ဟာဒီလူငယ်တွေတော်တော်များများအားဖြင့်ကောင်းကြီးခံစားရတာဖြစ် If တယ် you have not taken advantage of this, I will help you get them. အခုချိန်ကြီးကျွန်တော်တို့ဒီအခွင့်ကောင်းကိုလက်ဆုပ်လက်ကင်မထားသေးဘူးဆိုရင်ကျွန်တော်ကူညီပေးလို့ရတယ် I had the honor of praying with Pastor at before the service. ကျွန်တော်တို့ဒီစီဝေးမစတင်ခင်မှာကျွန်တော်တို့ဒီအဖသင်းဥဆရာကြီးနဲ့အတူဆုတောင်းခံယူတယ် And I was able to meet him at the pastor's banquet. ပြီးတဲ့အခါမှာ Pastor Bomb ကိုကျွန်တော်တို့ Pastor Banquet ညစာစားပွဲမှာလည်းတွေ့ဖို့အခွင့်အရေးရရှိခဲ့တယ် We had our international convention there. ကျွန်တော်တို့အဲ့မှာနိုင်ငံတကာ convention ကိုပြုလုပ်တာဖြစ်တယ်
And Philip is my friend from Cambodia that's with me today. ဒီနေ့ကျွန်တော်နဲ့အတူပါလာတော့ကျွန်တော်ရဲ့တငယ်ချင်း Philip သူက Cambodia မှာနေတဲ့လူဖြစ်ပါတယ် So it's a little taste of heaven. ဒါကဘာလဲဆိုတဲ့ခါကျတော့ကောင်းကင်နိုင်ငံရဲ့အနှဲငယ်တော့အမြည်ဆန်လို့ပြောလို့ရတယ်ကောင်းကင်နိုင်ငံမှာလူပေါင်းစုံရှိဆိုတဲ့သဘောတရားပေါ့နော် All the different cultures and languages, it was wonderful. ဒါဘလောက်ထိအံ့ဩဖို့ကောင်းလဲဆိုတဲ့ခါကျမတူညီတဲ့ကျွန်တော်တို့ယဉ်ကျေးမှုတွေမတူညီတဲ့ဘာသာစကားတွေဒါပေမဲ့အတူတကွတွေ့ဆုံရတယ်ပေါ့နော် It's my extreme joy to have been with you today, and I thank you for the honor of being able to be in your pulpit today. ဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေနဲ့တွေ့ဆုံရတာလည်းကျွန်တော်အတွက်အင်မတန်မှဝမ်းမြောက်ပါတယ်ပြီးတဲ့ခါမှာဒီလိုမျိုးအခွင့်အရေးပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးအများကြီးတင်ပါတယ် If you have any questions, I'll be in the back later. ခင်ဗျားတို့မေးစရာတစ်ခုခုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ပြီးတဲ့ခါမှာအနောက်ခန်းမှာရှိနေပါမယ်အဲ့ချိန်လာမေးလို့ရပါတယ် Thank you very much, and God's blessings. ကျေးဇူးအများကြီးတင်ပါတယ်ဖျားသခင်ရဲ့ရောက်စီတန်ကောင်းချီးပေးပါ